ဒီနေ့ကတော့part 3 video လေးပေါ့နော်ဒီကြားထဲမှာ part 2 လောက်ရနေပြီးတော့တခြားဒီ topic fountain နဲ့ကိစ္စလေးတခြား vocab လေးတင်နေတာ ਨੇ ဒီ part 3 video လေးရနောက်ကျသွားပါတယ်ဆွေဆုံးကမေတ္တာရောပေါ့အဲ့တော့ဒီနေ့ဆက်ပြီးတော့သွားလိုက်မယ်ပေါ့နော်ဒီနေ့ဒီအခု30ပြီးပြီဆိုရင်တော့အမတို့ဒီ key number 1အတွက်ပြီးပြီပေါ့နော်အဲ့တော့ number 2အတွက်ကိုလည်းထပ်ပြီးတော့တင်ပေးပါမယ်အဲ့တော့ number 1အတွက် battery video မှာဆိုရင်ပထမဦးဆုံးစလိုက်တာ number 21ကနေစပြီးတော့ပြန်လာမယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင် 은나는 대신 ဆိုတဲ့ grammar လေးပြောပါမယ် 대신 ဆိုတာကဒီမှာပြောထားတယ် 선택 ရွေးချယ်ရတာမျိုးလေး대체အစားထိုးရတာမျိုးတွေမှာသုံးပါတယ်အဲ့တော့ 은나는 대신 ဒီလည်းအတူတူပဲတချို့တို့ quality verb action verb နဲ့သုံးလို့ရပါတယ် quality verb ဆိုရင်တော့အသက်ပါလို့ရှိရင် အသက်မပါလို့ရှိရင်နာနဲ့သုံးတယ် action verb ဆိုလို့ရှိရင်အသက်ပါပါမပါပါ 는 대신 နဲ့ဆိုပြီးတော့သုံးတယ် 는 နဲ့သုံးတယ်ပေါ့နော်အဲ့တော့ example လေးနဲ့တစ်ချက်အတူတူကြည့်ပါမယ် 날씨가 안 좋아서 등산을 가는 대신에 영화를 보기로 했다. 야디 우루가 안 좋아서 마가오나무로 등산을 가는 대신에 다운따다 베라보노. 다운따포 또아메 아사마레 영화를 보기로 했다. 여신 지부 어떠 러라이트. 알어. 디마소루신 နှစ်ခုရှင်ပြီးတော့ရွေးလိုက်တဲ့အခါမှာဒီရာသီဥတုမကောင်းတဲ့အတွက်တောင်တက်ရမယ့်အစားအနောက်ကဒီရောင်းဝရုပ်ရှင်ကြည့်ဖို့အတွက်ပဲဆုံးဖြတ်လိုက်တယ်ဆိုတဲ့ပုံစံမျိုးလေးနဲ့သုံးလို့ရပါတယ်မြန်မာလိုဆိုရင်တဲ့အစားလို့ဘာသာပြန်မယ်ပေါ့နော်ဟုတ်ပြီနောက်တစ်ခုအာအောယောတို့အာအောယောတို့ကကြတော့ဒီမှာရေးထားတဲ့ခါးကြောင်ယူဆပြောဆိုတဲ့3번ဆန့်ကျင်ဘက်ပေါ့နော်ဆန့်ကျင်ဘက် quality verb action verb နဲ့ရတယ်ပေါ့နော်အာရောတို့ညားနေထားတာမှားပဲဆိုတဲ့အဲ့တော့အာရောတို့က quality verb action verb နဲ့နှမျိုးလုံးနဲ့ရတယ်မြန်မာလိုအဓိပ္ပာယ်ဆိုထောင်မှဆိုတဲ့အဓိပ္ပာယ်မျိုးတုံးတယ်ထောင်မှ verb တာထောင်မှဒီမှာဆိုရင်အာမိုးလေးဖပါတို့ဘလောက်ပဲအလုံးများများ운동을 꼭 해야 한다အားကစားတော့တခြားလောက်ကမှာပေါ့뭐니 해도 운동을 꼭 해야 한다ဘာပဲပြောပြောဘလို့ပဲပြောပြောအားကစားတော့တခြားပေါက်လောက်ကမှာပေါ့ဒီလိုစာကြားမျိုးတွေနဲ့သုံးလို့ရတယ်နောက်တစ်ခုနင်းခီမဲအန်းကြုံလို့လုံးလက်စနဲ့ဆိုတဲ့ဟာမျိုးတွေမှာတချေတို့ကသုံးလို့ရတယ်သူကို action verb နဲ့သုံးကြတယ်ပေါ့နော်လမ်းကြုံလို့ဆိုတဲ့ဒီမှာရေးလိုက်မယ်နော်လမ်းကြုံလို့ verb လက်စနဲ့ 오케이 출장을 가는 김에 거기에 사는 친구를 만나기로 했다. 출장소 alone 기도 알아벼라. 나? 출장에 가는 김에 거기에 사는 친구를 만나기로 했다. alone 기도 야가 니비로 레디랜 정도 아니만 니레 등에진에 되보러 캐래. 만나기로 했다. 가는 김에 레울라사네 발라사네 수레데베 시바레. 는 바람에 는 바람에가 아마 아빠와 할리 쇼니만 솔로 피하라요, 나? 쇼니만 솔로 피하라요, 밤에. 닌 바람에가 자로 데이베가 로 소리 데이베 뮤네 떠오르야. 디마 짱비아자고 떠오네. 이유 돌발서 unexpectedအခြေအနေမျိုးတွေမှာသုံးလို့ရတယ်ပေါ့နော်သူကနင်းဘာသာမဲနဲ့သုံးပြီဆိုလို့ရှိရင်여러분အခြေအနေက2ရက်ရှိပါတယ်နံပါတ်1 negative result ထွက်တဲ့အခါမှာသုံးတယ်negative result ထွက်တဲ့အခါမှာသုံးတယ်နောက်တစ်ခုကိုမလုတ်တဲ့အကြောင်းအရာတွေမှာသုံးတယ်ကိုမလုတ်ပဲဖြစ်တဲ့အကြောင်းအရာဒီအကြောင်းအရာတွေမှာသုံးတယ်အဲ့တော့ expected မမျှော်လင့်ထားပဲဟာအဲ့တော့ဒီမှာတစ်ချက်ကြည့်ကြည့်ရအောင်배탈이 나는 바람에 하루 종일 아무것도 못 먹었다 바이나에 배탈이 나다가 바이나니လို့တဲ့ 하루 종일 တနေ့လုံး 아무것도 못 먹었다ဘာမှမစားနိုင်ခဲ့ဘိုက်ကအဲ့လိုအောက်နေဘိုက်ကနာနေဖြစ်တဲ့အတွက်တရက်လုံးသူဘာမှမစားနိုင်ခဲ့ဘူးဒါမျိုးသုံးလို့ရတယ် 아무것도 못 먹었다အဲ့ဒီမှာဆိုလို့ရှိရင်ကြည့်လိုက်ဘိုက်နာတယ်ဆိုတဲ့အကြောင်းပြချက်ကြီးကြောင့်မို့လို့เนาะအနောက်မှာမကောင်းတဲ့ result တော့ထွက်တယ်ဘာဖြစ်တာလဲဆိုတော့တနေ့ကောင်မှမစားနိုင်ဘူးဆိုတဲ့ဟာအဲ့တော့ဒီဘိုက်တာမနာဘူးဆိုရင်သူစားနိုင်တယ်စားနိုင်မှာပေါ့ဒီရှေ့ကအကြောင်းအရာကြောင့်အနောက်မှာမကောင်းတဲ့ negative result လုပ်တယ်ဆိုတာတုံးတယ်နောက်တစ်ခုဘိုက်နာတဲ့ကိစ္စဘိုက်ကိုကသွားပြီးဘိုက်ရဲနာလိုက်ပါဒါမျိုးပြောတာမဟုတ်ဘဲနဲ့သူ့ဟာသူ auto နာတာမျိုးကိုလှုပ်လိုက်တာတမင်တက်ကိုရည်ရွယ်ပြီးလှုပ်လိုက်တာမျိုးမဟုတ်ဘဲနဲ့သူ့ဟာသူဖြစ်တဲ့အကြောင်းအရာတွေမှာနင်းပါလာမဲ့ကိုတုံးလို့ရတယ်မှတ်ထားရမှာကနင်းပါလာမဲ့ပါပြီဆိုရင်အနောက်မှာ negative result လိုက်တတ်တယ်ဆိုတာလေးတော့မှတ်ထားပြရမယ်ပေါ့နော်
နောက်တစ်ခုကကြတော့은나는 재료가ကြတော့ action verb နဲ့သုံးလို့ရတယ်သူကကြတော့은나는 재료ဖြစ်တဲ့အတွက်အသက်ပါရင်အသက်မပါရင်န재료ပေါ့နော်အဲ့တော့သူကဇက်တိုက်ဖြစ်ပေါ်နေတဲ့အခြေအနေမျိုးတွေမှာသုံးလို့ရတယ်တဲ့ဒီမှာဆိုရင်verb လေးရဲ့သားကြီးနဲ့ဆိုတဲ့ပဲတန်လန်ကြီးတစ်ခုခုကိုလုံနေအကြောင်းအရာမပြီးပြတ်သေးဘူးတန်လန်ကြီးမှာနောက်ထပ်တစ်ခုပြောင်းလို့ဖြစ်လိုက်တာဒါမျိုးလေးတွေကိုပြောလို့ရတယ်ပေါ့နော်ဒီမှာဆိုရင် 너무 피곤해서 옷을 입는 채로 그냥 잠을 들었다. 아얀 빼만이로 래 옷을 입은 채로. 알어. 왠지 원래야 따지네 그냥 잠이 들었다. 디라이면 에이뼈다. 여러분 말로 되게 소인 원래야 따지네 해서 되게. 원래야 따지네 해서 되게 묘리 시래 뭐나? လုံနေရင်တန်းလန့်နေဆိုတဲ့ပဲပေါ့အဲ့တော့နောက်ထပ်တစ်ခုကကြတော့은나는 덕분에သူဒီ quality verb action verb နှစ်မျိုးလုံးနဲ့သုံးလို့ရတယ်အသက်ပါရင်အသက်မပါရင်န action verb ဆိုလို့ရှိရင်အသက်ပါမပါပါ는ပေါ့နော်သူကကြတော့ EU အကြောင်းပြချက်နဲ့ခင်းချောင်းဆိုတာကောင်းတဲ့အချက်တွေမှာပြောရတယ်ပေါ့နော်အဲ့တော့မြန်မာလိုဘာသာပြန်တာထက်ဒီစာကြောင်းလေးနဲ့အတူတူဖတ်ကြည့်ပါမယ်직장 동료가 도와준 덕분에 제 시간에 보고서를 끝냈다. 직장 동료자 디 로퍼 가임바 보노 로퍼 가임바가 아래 도와준 덕분에 꾸니 빼게라자 꾸니 빼게래 제수자 보노 제 시간 소라치로 아체미 보고서를 끝냈다. 보고서서 report 보노 report가 비도아래. 로퍼 가임바 꾸니 빼라자 모로 아체미 report가 비도아대.မြန်မာလို့ဆိုကျေးဇူးကြောင့်အဲ့လိုမျိုးလေးပြောရင်လည်းရတယ်ပေါ့မှာ 선생님 덕분에 시험을 잘 봤어요. ဆရာမရဲ့ကျေးဇူးကြောင့်မို့လို့စာမေးပွဲကိုကောင်းကောင်းဖြေခဲ့တယ်ဒါမျိုးလေးတွေလည်းသုံးလို့ရတယ်နောက်တစ်ခုကကြတော့ဒီခြေတို့က도록ဆိုတာကကြတော့ဒီတစ်ခါမှာဘာတွေနဲ့သုံးလဲကြည့်ကြည့်ရ도록ကတဲ့ 목적 ရည်ရွယ်ချက်တွေ정도ပမာဏတွေမှာပြောတာမှာသုံးတယ်ပေါ့နော်အဲ့တော့도록သူ့လဲခုနကလိုမျိုးပဲဒါနှစ်မျိုးရှိတယ်ဒီဘက်မှာရေးလိုက်မယ်နော်နံပါတ်1အဓိပ္ပာယ်ကကြတော့ခြေတို့အောင်ဆိုတဲ့အဓိပ္ပာယ်နဲ့ verb အောင်နောက်တစ်ခုကကြတော့ noun အနေနဲ့လည်းသူအသုံးလို့ရတယ်ဆိုပမာဏကိုပြတယ်လက်ကြီးကတော့လေးကြောင်ချီကုတ်ဖြစ်နေရတော့ဘုံ sorry ပါနော်အဲ့တော့အောင်ပမာဏဒါမျိုးတွေပြလို့ရအဲ့တော့ example လေးနဲ့ကြည့်ကြည့်အောင်꽃이 잘 자라도록 창문 옆에 화분을 두었다 꽃이ပန်းလေးတွေကတဲ့잘 자라다ဆိုကောင်းကောင်းကြည့်ပြင်းနေเนาะ여러분ဒီမှာမသိမဲ့ vocabulary အစိမ့်လေးနဲ့မှခြေထားပေးမယ်အဲ့တော့ကောင်းကောင်းကြည့်ပြင်းနိုင်အောင်လို့တဲ့창문 옆에ပတင်းပေါက်ရဲ့ဘေးမှာ화분을 두었다ပန်းအိုးကိုထားခဲ့တယ်화분ဆိုတာပန်းအိုးကိုထားခဲ့တယ်ဘာကြောင့်လဲဒီပန်းလေးကောင်းကောင်းကြည့်ပြင်းအောင်နေရောင်ရမှာပန်းတွေကကြည့်တာ哦အဲ့တော့ကောင်းကောင်းကြည့်ပြင်းအောင်လို့ပတင်းပေါက်ရဲ့ဘေးမှာပန်းအိုးလေးကိုထားခဲ့တယ်ဒီလိုမျိုးအောင်ဆွဲတိတ်ပင်နဲ့သုံးလို့ရတယ်ဒီနေရာမှာတော့သူကအောင်ဆွဲတိတ်ပင်နဲ့သုံးထားတာပေါ့နော်ဟုတ်ပြီနောက်တစ်ခု어제 밤새도록 놀랐더니 많이 피곤했다အဲ့မနေ့ကညကတဲ့밤새도록ဆိုတာညလုံးပေါ့놀다ဆိုတကယ်တမ်းဆိုကစားတယ်ဆိုတဲ့ပဲမျိုးရှိပြီမယ်ဒီမှာတော့လှအောင်ဆိုရင်ရှောက်သွားနေရှောက်လေနေလို့ပေါ့နော်night out ပေါ့လုပ်နေလို့많이 피곤하다အရန်ပြင်မယ်နေအဲ့တော့밤새ဆိုတာတကယ်တမ်းပြောတာ noun လေနော်အဲ့တော့ဒီမှာဆိုရင်ပမာဏကိုပြတယ်ညလုံးပေါက်အောင်ဆိုပမာဏတိုင်းတာအချိန်တိုင်းတာတစ်ခုဖော်ပြတဲ့အခါမျိုးမှာလဲထိုးတို့ကိုသုံးလို့ရပါတယ်နောက်တစ်ခုကကြတော့ဒီ verb နဲ့သူကသုံးနေပေါ့နော် 기에 길래ဆို verb နေတာနဲ့ဆိုတဲ့ပဲရှိတယ် verb နေတာနဲ့တော့ကြအကြောင်းအရာတွေ 발견 တွေ့ရှိတယ်ဖော်ထုတ်တယ်ဒီလိုအခါမျိုးတွေမှာသူကသုံးလို့ရတယ်နော် 마트에서 과일을 사게 팔기에 많이 샀다. 마트ဆိုတာဒီ mat မှာပေါ့နော် mat မှာတဲ့ဒီအသီးနှံတွေကိုတဲ့စားခဲ့စီတတတာနဲ့ 팔기 ရောင်းနေတာနဲ့ပဲ 많이 샀다. အများကြီးဝယ်လိုက်တယ်အဲ့တော့ तू ကအစင်ကြီးအတိအကျရှိတယ်နော်စင်ကြီးအတိအကျရှိတယ်ဒီအသီးတွေကိုဈေးပေါပေါနဲ့ရောင်းနေလို့ तू ကဝယ်တာဈေးပေါပေါနဲ့မရောင်းရင် तू မဝယ်တာလည်းဖြစ်ကောင်းလည်းဖြစ်နိုင်တယ်သူ့ရဲ့ရည်ရွယ်ချက်ဝယ်ရတဲ့အကြောင်းပြချက်က तू ဒီမှာဈေးတနဲ့ तू ဝယ်ရောင်းနေလို့ပေါ့ဒါကြောင့်မို့လို့ तू ဝယ်လိုက်တယ်많이 샀다
ဗတ်နေတာနဲ့ရောင်းနေတာနဲ့ပဲငါအများကြီးဝယ်လာလိုက်တယ်ဒါမျိုးပေါ့နော်နောက်တစ်ခုထောရတို့ကကျတော့လဲပေးဆိုတဲ့ပဲဗတ်လဲပေးဆိုတဲ့ပဲပေါ့နော်ဗတ်လဲပေးသူလည်းတူပါပဲခါကြောင်ယူဆပြောဆိုတဲ့ဆန်းပန်ဆန့်ကျင်ဘက်ကိုပြောတာပါ무슨 일이 있더라도 내일까지는 일을 끝내야 한다. 바ကိစ္စတွေပဲ ရှိ မနက်ဖြန်မှာတော့ဒီအလုပ်ကိုအပြီးတက်ရမယ်။အဲ့တော့ဘလို့ကိစ္စရက်တွေရှိတယ်ဆိုရင်လည်းပဲမနက်ဖြန်မှာအလုပ်ကိုအပြီးတက်ရမယ်လို့ပြောချင်တာ။အဲ့တော့ကိုဘာကိုဘာအကြောင်းအရာပဲရှိမနက်ဖြန်တော့ပြီးကိုပြီးရမယ်ဆိုတဲ့ပုံစံမျိုးနဲ့သုံးတယ်။ထောတာတို့လေးပဲ။다가보면은 럭지ရင်းနဲ့ဆိုတဲ့အဓိပ္ပာယ်မျိုးရှိတယ်နော်။မရေးလိုက်မယ်ဗတ်ကြည့်ရင်နဲ့ဗတ်ရင်နဲ့ဆိုတဲ့အဓိပ္ပာယ်ပေါ့ဗတ်ကြည့်ရင်နဲ့ဗတ်ရင်နဲ့ဆိုတဲ့အဓိပ္ပာယ်ဒါတစ်ခုခုကိုလှုပ်ကြည့်သွားတယ်နော်လှုပ်ကြည့်အဲ့တော့စဉ်းစားကြည့်အောင်ရိုးတယ်ပုံလှုပ်ကြည့်တယ်ဆိုကြတဲ့တစ်ခေါက်တည်းလှုပ်တာတော့မဖြစ်နိုင်ဘူးဇက်တိုက်သူလှုပ်ကြည့်သွားမှာဒီမှာလည်းပြောထားပါတယ်ခေါင်းဟောင်းအတွေ့အကြုံရှိမယ်반복ဆိုတာထပ်တလဲလဲဖြစ်နေတာမျိုးပြောတာပေါ့နော်အဲ့တော့တစ်ခုခုအကြောင်းအရာတစ်ခုခုကိုလှုပ်ကြည့်သွားရင်းနဲ့အဆင်ပြေသွားရဲ့ဒီလိုအကြောင်းအရာမျိုးတွေမှာတောင်းတယ်ဥပမာကိုတရားစာအတန်ထွက်ကိုနည်းနည်းလေးအားနေတယ်လို့ထင်နေဆိုရင်နေ့တိုင်းတနာရီစီလေးကျင့်သွားရင်းနဲ့နောက်ဆုံးမှာအတန်ထွက်ကောင်းသွားတယ်စသဖြင့်ဒီလိုမျိုးတွေသုံးလို့ရတယ်နော်ဒီမှာလည်းကြည့်အောင်어려운 일도 자꾸 하다 보면 익숙해지기 마련이다. 어려운 일도 카케레ကိစ္စဆိုရင်တော့ပဲတဲ့ 자꾸 하다 보면 ဇက်တိုက်လုပ်ကြည့်သွားမယ်ဆိုရင် 익숙해지기 마련이다. အသားကျသွားမှာတေချာပေါက်ပဲအဲ့တော့ဘာလို့ပဲခတ်တဲ့ကိစ္စဖြစ်ဖြစ်ပေါ့နော်ကိုလှုပ်ကြည့်ရင်နဲ့အသားကျသွားမယ်ဒါမျိုးလေးကိုပြောတာဖြစ်ပါတယ်ဒါဆိုရင်여러분ဒီအထိကတော့အမတို့နံပါတ် AK နံပါတ်1အတွက်ကိုသင်ပေးခဲ့တာဖြစ်ပါတယ်အလယ်ဇက် grammar လေးတွေအတွက်ပေါ့နော်သင်ပေးခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးတွေကအကျိုးရှိမယ်လို့ထင်ပါတယ်အကျိုးရှိရဆိုရင်တော့ like လုပ်သွားပေးပါနောက်ထပ်ဗီဒီယိုလေးတွေအဲ့ဒါမှသင်ဖို့လည်းအားရှိမှာပေါ့နော်ဟုတ်ပါပြီအဲ့တော့ဒါလေးတွေရမယ်လို့ထင်ပါတယ်오늘은 여기까지만 하겠습니다. 다음 영상에서 만나요.